ဒါကတော့အကြောင်းအလုပ်ပေးရဲ့နိုင်ငံလေးနိုင်ငံရဲ့တစ်ကူခွဲတော့အထိမ်းမှန်လေးဖြစ်ပါတယ်အခုတော့အကြောင်းရောက်ပါပြီတကယ်ချင်းလေးဆောင်ပြီးတော့နေပါလေဒါကတော့ပွဲမချခင်ချင်းလေးပါဒါတဲ့နိုင်ငံတွေကတော့ဗီယက်နမ်မြန်မာတရုတ်မွန်ဂိုဆိုပြီးတော့၄နိုင်ငံပါပါတယ်ဒါကတော့ဗီယက်နမ်ရဲ့တစ်ကူရဲ့ပုံစံကိုပြရပေါ့နော်ဒါလေးကတော့တရုတ်တစ်ကူပါပြီးတော့မြန်မာရေးရပိုင်းကပြပြီးတော့မြန်မာတစ်ချက်ရှင်းရှင်းပါတယ်ပေါ့နော်မွန်ဂိုတွေရဲ့လက်တကူရဲ့ပုံစံမှာပြီးတော့မွန်ဂိုရိုးရအကားကတာအရန်မိုက်တော့တယ်တကယ်ပြီးတော့ဂိမ်းတွေအများကြီးဆိုကြပါတယ်ဒီစားရမယ့်ချိန်ရောက်ပါပြီမြန်မာကမလုံးကြီးပေါ့အရန်စားကောင်းတော့နိုင်ငံလေးနိုင်ငံကသူရိုးရစားစားတွေပြင်ဆင်ထားကြတာပေါ့နော်ကျောင်းကပြီးတော့တရုတ်ကတိုးတာခင်အချောင်းကြီးကတော်တော်စားလို့ကောင်းတယ်နော်ရှင်းဆုံးနဲ့မှထိုင်ပြီးတော့အားရပါရအောင်ဆွဲရပါကိုရီးယားကျောင်းကြီးကအဲ့တခုတော့ကောင်းတယ်ပေါ့နော်ဒီပွဲလေးတွေကတော့တော်တော်များများတော့ရှိတယ်ကိုပါချင်တဲ့ဆိုရင်ပါချင်တဲ့လိုမျိုးလိုက်လျှောက်လို့ရတယ်ပေါ့နော်စကားများလိုက်စားရင်တောင်းနေပဲအချိန်ကြီးကုန်သွားပါတယ်ဒါကတော့ဒီနှစ်ကမြင်းနှစ်ဆိုတော့မြင်းကြီးချင်းလေးပြလိုက်ပါတယ်ခုဆိုင်တော့တင်ပါတရှင်